ဆုံးခြင်းပင်မဲ့ဝကြွေးတွေတော့လွတ်ကင်းခြင်းနဲ့အစမပြေလို့လောက်ခွဲတဲ့ခါနာကျင်လူကိုတယောက်ထဲတာဘေးရင်ဝင်မေးတယောက်ရောက်စီ